အားလုံးပဲမင်္ဂလာကျွန်တော်ရဲ့ solution ရဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် contact ဆိုတာပါလေဒီနေ့ပြောမှာ contact ဆိုတာဘယ်ရရလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်တယ်အမှန်တော့ contact ဆိုတာကကျွန်တော်တို့ owner ကလာတဲ့စဉ်းစားတဲ့ဟာကိုကျွန်တော် contact လို့ခေါ်တယ်ရှင်တော့ကျွန်တော် contact ဆိုတာဘာမှမသိဘူး contact ဆိုတာဘာမှမသိဘူးစဉ်းစားတယ်အမှန်တော့ contact ဆိုတာကကျွန်တော်ရုပ်ရှင်တွေကလာတဲ့ဟာကိုကျွန်တော်ခေါ်တယ်ပြီးလို့ရှိရင်စာအုပ်တွေဖတ်တဲ့အဲ့ရနေပြီးတော့ content တွေရအမှန်တကယ်တော့အဲ့ content ဆိုတော့ကျွန်တော်တို့စဉ်းစားကြရဖြစ်တဲ့ဟာကိုကျွန်တော်တို့ကောင်းကနေပြီးတော့စဉ်းစားတဲ့အတွေ့အကြုံကိုကျွန်တော်ခြာရေးလိုက်လို့ရှိလို့ရှိရင်ကျွန်တော်တို့အဲ့ဆို content တစ်ကြောင်းပဲစာအမှန်တကယ်တော့ content ဆိုတာစာကြားတစ်ကြောင်းကိုခေါ်တယ်ကျွန်တော်တို့ contact ဆိုတာဘာလဲဘာမှကိုကျွန်တော်မသိဘူးပေါ့ဗျာအရင်တော့ဆိုလို့ရှိရင် contact ဆိုတာဘာလဲဘာမှမသိဘူးတော့ contact ဆိုတာဘာလို့ဆိုလို့ချင်တာလဲကျွန်တော် Facebook မှာ like ရှာတယ်နောက်ပိုင်းပြီးတော့ကျွန်တော် YouTube ဒီမှာ like ရှာတယ်သူမရဲ့တင်ထားတဲ့ like ရှာတယ်ပေါ့content writer content ဆိုတာဘာလဲအမှန်တကယ်တော့ content writer content ဆိုတာလေကျွန်တော်တို့အုံနောက်ထဲကထွက်လာတဲ့ဟာပဲဒီကတော့ထွေထူးတော့ဘာမှတော့မဟုတ်ဘူးကျွန်တော်စဉ်းစားလို့ရတဲ့ဟာကိုခေါ်တာပေါ့နော်ကျွန်တော်ပါဝင်ခြင်းအကြောင်းတွေကျွန်တော်တို့ကားချလို့ရှိရင်ကားချလို့ရတဲ့အကြောင်းတွေဒါမှမဟုတ်လို့ရှိလို့ရှိရင်ကျွန်တော်တို့လူမှုပေါင်းခြင်းမှာဖြစ်နေတဲ့အကြောင်းတွေအဲ့ဒါတွေကို content လို့ခေါ်တယ်အဲ့ဒါမှကျွန်တော်တို့အခုလိုမျိုးဗီဒီယိုနဲ့ပြန်လဲပြောပြပြီးတဲ့ဟာကိုကျွန်တော်တို့ဗီဒီယို TikTok YouTube Facebook ပြန်တင်လိုက်တဲ့ဟာကိုအဓိကတော့အဲ့ဒါကို content လို့ခေါ်တာပါဗျာကျွန်တော်အားဆိုလို့ရှိရင်ကျွန်တော်တို့content ဆိုတာဘာလဲဆိုတော့သိသွားပြီပေါ့ဒါကတော့အတူဆုံးကျွန်တော်ပြောပြတာပေါ့ဒါပေမဲ့သူ့ရဲ့ network တွေဆိုလို့ရှိရင်တော့အများကြီးအကြောင်းအရာတွေအများကြီးရှိရဲဒါပေမဲ့ကျွန်တော်တို့ content ရင်းနေဆိုတော့အစဟာကိုပဲကျွန်တော်ပြန်ပြီးပြောပြတာပေါ့ကျွန်တော်လည်းအရင်တော့ဘာရေးလို့ရမှာမသိဘူးလုပ်ချင်တာဘာညာပဲအဲ့ဒါပဲရှိရဲဒါပေမဲ့ဘလို့မှဘာလို့စနေစမှကျွန်တော်မသိဘူးဒါပေမဲ့အခုကျွန်တော်စကားပြောနေတာတွေကိုခြာရေးလိုက်တဲ့ဟာတွေဆိုလဲ content ပဲဖြစ်တယ်တကယ်လို့နေကိုလှုပ်ချင်တဲ့လူကကြတော့ဂိမ်းကြောင်းတွေကိုပြောမယ်ဂိမ်းကြောင်းတွေကိုလိုက်ရေးပြီးတော့မှဒီလိုမျိုးကျွန်တော်တို့ဗီဒီယိုမျိုးပြောမယ်ဒါမှမဟုတ် movie ကြောင်းတွေကိုပြောမယ်ဒါမှမဟုတ်လုံးမှုပေါင်းဝင်ခြင်းအကြောင်းတွေကိုပြောမယ်ဆိုလို့ရှိလဲအဲ့ဒါကိုကျွန်တော်တို့content လို့ခေါ်တယ်အဲ့ဒါမှကျွန်တော်ဒီဗီဒီယိုလေးနဲ့စာပြီးတော့ရိုက်တဲ့ဟာကိုလည်း content လို့ခေါ်တယ်အဲ့ဒါကြောင့်မလို့စအောင်ဆုံးကျွန်တော်စပြီးတော့ဒီအားလေးကိုစပြီးတော့တင်ပြတာဖြစ်တယ်နောက်ပိုင်းကျလို့ရှိရင်လည်းကျွန်တော်တိတာတွေဘာတွေကျွန်တော်အားလုံးကိုမျှဝေပေးမယ်ကျွန်တော်ရဲ့ channel ကို like and subscribe လေးချက်တော့လုပ်ပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်